အိမ်ချမ်းမြေမှာဝယ်ရောင်းကောက်ဖို့ဆိုတာကကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ဝယ်အောင်ရတဲ့မြေခွက်ရှာတာနဲ့မတူဘူးဗျအိမ်တို့ location တို့ပတ်ဝန်းကျင်တို့ကောင်းတာမကောင်းတာတဲ့လက်ရှိကိုပြန်ရောင်းလို့ရမယ်ပေါက်ဈေးအောက်20ရာခိုင်နှုန်းအောက်ရော့ပြီးရမှပြန်ရောင်းတဲ့အခါ20ရာခိုင်နှုန်းအမြတ်တေချာရမယ်သဘောပေါ့ကိုကမြန်မြန်ပြန်ရောင်းထုတ်ကျင်နေဆိုရင်15ရာခိုင်နှုန်းလောက်နဲ့ထုတ်လိုက်ပေါ့နော်ဒါမှမဟုတ်ကိုကချက်ချင်းလဲလွယ်အနေနဲ့ပြန်ထုတ်မယ်ဆိုရင်တော့10ရာခိုင်နှုန်းလောက်များမယ်အနေအထားမျိုးရှိမှဝယ်ရောင်းကောက်လို့ရမယ်သဘောပေါ့နော်ဒါပေမဲ့ဒီလိုအခွင့်အရေးမျိုးဆိုတာကလက်ရှိဈေးကွက်ထဲမှာမျက်ခြေမပြလှုပ်ရှားသွားလာနေတဲ့အကျိုးဆောင်တွေကပဲရတတ်တဲ့အနေအထားမျိုးပေါ့နော်ငွေအမောက်အရန်လည်းမများဘူးဆိုလို့ရှိရင်တချို့အကျိုးဆောင်တွေကသူတို့ကိုယ်တိုင်ဝယ်ရောင်းကောက်တာတွေလည်းရှိတယ်ပေါ့နော်တူဦးတည်းမတတ်နိုင်ရင်2ဦး3ဦးပေါင်းကောက်တဲ့အခါမျိုးလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ boss တွေအတွက်ဝယ်ရောင်းကောက်လို့ရတဲ့မြေခွက်ရှာပေးဖို့ဆိုတာကမရှိတာတော့မဟုတ်ဘူးဒီခေတ်ကြီးထဲမှာအရင်လိုဈေးချောင်တာကရှားတဲ့သဘောရှိပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုအောင်ပါ